ဟောပေါ့နော် PDF ထဲကိုဝင်လာတယ်ဆိုတာကငါတို့ PDF ဖြစ်ချင်လို့ဆိုပြီးဝင်လာလို့မရဘူးနော်ပထမဆုံးရင်းနှီးရမှာမိမိရဲ့ဘဝပဲငါတို့လည်းဘဝဆိုတာအကုန်ပါတယ်ငါတို့ဆိုရင်စီးစိမ်ဥစ္စာပါတယ်နောက်မိသားစုပါတယ်မိသားစုချင်းကစီးသမျှရွှေငွေစီးစိမ်အကုန်သိမ်းခံရတယ်ဒါမင်းတို့မသိတဲ့လူတွေပြောပြနော်ပြည်သူပိုင်းသိသွားတာကားနှစ်စီးသိမ်းခံရတယ်ပြောပြတာကြွားတာမဟုတ်ဘူးနင့်နာခံရတယ်ပထမဘဝနင့်နာဒုတိယကိုလက်အင်္ဂါစွန့်လွတ်နိုင်တယ်အောက်ထက်နမူနာကြည့်လိုက်ကျောက်တစ်ဘက်ပေးထားတယ်တော်လိုင်းရင်မှာရပိုင်ခွင့်ဘာမှမရှိဘူးတော်လိုင်းရင်လုပ်တယ်ဆိုတာဘာမှရပိုင်ခွင့်မရှိဘူးမိမိတို့ရပိုင်ခွင့်မရှိဘူးအေးမင်းတို့ဘာရမလို့တိတ်ခါရတိတ်ခါရဂုံတိတ်ခါတိတ်ခါတော့ရိုးရိုးတိတ်ခါမဟုတ်ဂုံတိတ်ခါဂုံတိတ်ခါဆိုတာဘာနဲ့မှလဲလို့မရလူတယောက်မှာဂုံတိတ်ခါအရေးကြီးဆုံးပဲငါတို့အိမ်မှာအေးဆေးနေလို့ရတဲ့အစ်စ်အေးဆေးနေလို့ရတဲ့ဘဝသို့တော်ညာလဲဒီ PDF လုပ်တယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိတ်ရေးကြည့်တာတာမန်စစ်တပ်လို့မဟုတ်ဘူးစစ်တပ်ကပတ်စံရတယ်စစ်တပ်ကပတ်စံရတယ်ငါတို့အခမဲ့ငါတို့ကလုပ်တာအခမဲ့လို့တော့ဘာပတ်စံမှမရဘာပတ်စံမှမရတဲ့ပြင်ငါတို့ကပေးဆက်ရတမိုင်းတစ်ခုမှာငါတို့ကပေးဆက်တဲ့လူဒန်းသားတွေပေးဆက်ရတဲ့လူဒန်းသားဘယ်လိုပဲဖြစ်ဖြစ်ပြည်သူကိုပေးဆက်ရမယ်ပြည်သူကိုပေးဆက်မှတိုင်းပြည်ကောင်းစားသွားအဲ့တော့သွားပြောသလိုဘဝနဲ့နာမယ်ကိုယ်လည်းအင်္ဂါနဲ့နာမယ်အခက်မတင်အသက်ပါဆုံးရှုံးတယ်အဲ့တော့ဒီသုံးခုဟာကြော်ဖြတ်လို့ရှိရင်ကျန်တာဘာမှကျန်တဲ့ကိစ္စတွေကပိုက်ကြတယ်ငါတို့လည်းအေးဆေးဆေးနေနိုင်တာပဲသို့တော်ညာလည်းအေးဆေးမနေခဲ့ဘူးဒီလိုပဲဒုက္ခရောက်နေတာပဲတွားတာပဲအခုဆိုရင်ငါတွားခဲ့တဲ့ခီးမှာမိုင်3500ကျော်တယ်မိုင်ပေါင်း3500ကျော်တယ်3500ကျော်တယ်လို့အကျိုးမြတ်လည်းရခဲ့အကျိုးမြတ်မဟုတ်ပေါ့နော်ဒါတော့ကိုရီးယားငါညီတို့တွေရှိရရဲဘော်တွေအားလုံးစူးစမ်းမှုကြောင့်ဂုဏ်ပြုခံရတာတွေပါတယ်အပြန်မှာငါပြန်အခုပြန်လာတဲ့အချိန်မှာထိုက်တဲ့ထောက်ပံ့မှုတွေဂုဏ်ပြုမှုတွေအများကြီးရခဲ့တယ်နောက်ထိုက်တန်တဲ့ဂုဏ်ပြုမှုတွေအများကြီးရခဲ့တယ်ရခဲ့တာဖြစ်တဲ့အတွက်မင်းတို့နောက်လူတွေလည်းယူနီဖောင်းတွေပါလာတယ်အင်ကိုတွေပါလာမယ်ကြီးကားတွေပါလာတယ်အုတ်ထုတ်တွေပါလာတယ်လက်နက်တွေပါလာတယ်ခဲရိုင်းတွေပါလာတယ်ဒါတွေကမင်းတို့အလုပ်လုပ်ရအောင်ငါတို့ရှေ့ကနေစူးစမ်းတာတချို့ကပြောကြတယ်တန်ရင်ကင်းกว่าလို့ကွာခြင်းလို့ကွာတာမဟုတ်ဘူးငါတော့ရဲဘော်တွေကိုမိသားစုလိုသားသမီးလိုညီကိုလိုထားပြီးတော့စိတ်မချလက်မချနဲ့အမြဲတမ်းနေတာငါပဲရှိတယ်လို့တော့ညာလဲအချိန်တစ်ခုမှစူးစမ်းရလို့ခဏသွားရတယ်တန်ရင်ကင်းกว่าတယ်တို့ပြင်မဲ့လို့အစစ်စစ်ရှိပြီးသားအခုဘယ်တော့ပဲတန်ရင်ကင်းกว่าငါတက်ရင်ထဲမှာဘယ်ပြောင်းသွားတဲ့ရဲဘော်တယောက်မှမရှိဘူးဒါမင်းတို့ရဲ့ဂုဏ်တိတ်ခါပဲအဲ့ဒါအရေးကြီးဆုံးပဲဘယ်ပြောင်းသွားတယ်ဆိုတာကြီးမားသောအပြစ် PDF လုပ်ပြီးမှခွေးဘက်ကိုပြောင်းတယ်ဆိုရင်ဒါကြီးမားတဲ့အပြစ်ကြီးမားတဲ့အပြစ်ဆိုတာအများကြီးကွာဟိုထက်မပြောချင်ဘူးဘာလို့မပြောချင်ဟုတ်တယ်နော်ဘယ်ပြောင်းသွားလဲဆိုရန်သူဖြစ်တာပဲရန်သူဆိုတော့ငါတို့ရဲ့ရန်သူပဲရန်သူတော့ငါတို့ဘာလို့အောင်တိုက်ရမှာပဲဟုတ်တယ်နော်အဲ့တော့ဟိုစိတ်နင်းတို့မှာစိတ်ကြံရရှိရင်လာပြောပါအချိန်ရွေးလာပြောအကိုမရှိတဲ့အချိန်မှာမညာကိုပြောလို့ရတယ်အောင်ခန့်ကိုပြောလို့ရတယ်အစစ်စစ် step by step ခွဲမှုရှိမယ်စိတ်မှုစုမှုခွဲမှုအဲ့မှာအကုန်ရှိတဲ့အချက်မှာအကုန်လုံးကိုတင်ပြလို့ရတယ်နောက်မိသားစုအစင်မပြေမှုရှိခဲ့ရင်ပြောကျွန်တော်အိမ်ကတော့အစင်မပြေဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ငါတို့မျှဝေခံစားပြီးမယ်ဟိုဥပမာမိသားစုကျမ်းမာရေးမကောင်းလို့လိုအပ်လို့ရှိရင်တတ်နိုင်သလောက်မျှဝေပြီးတော့ထောက်ပံ့ပေးတယ်ဟောတခုခုနောက်မှဟိုအိမ်ကအစင်ပြေတယ်စိတ်ကျမ်းမာရေးမကောင်းဘူးငါတို့မျှခံစားပြီးမယ်မျှပြီးခံစားပြီးလို့ရတော့အမေကတော့ငိုနေတယ်ကျွန်တော်ဟုတ်ပြီငါတို့လည်းငိုတာပဲဒါကိုမျှဝေပြီးခံစားနိုင်တယ်ငါတို့ကတန်ရင်တက်ဖွဲ့ဆိုပေမဲ့အကိုစုစည်းထားတာကမိသားစုစိတ်ဓာတ်နဲ့တွားတာဟုတ်ပြီနော်အချင်းချင်းလုံးဝရံဖြစ်လို့မရဘူးအချင်းချင်းပြဿနာတက်လို့မရဘူးအဲ့ဒါအကြီးမားဆုံးအပြစ်ပဲစိတ်တုံးခတ်မယ်နှစ်ချောင်းခတ်မယ်တစ်ချောင်းခတ်မယ်ရှိတယ်လေးချောင်းခတ်မှရှိတယ်အဲ့တော့ရံဖြစ်လို့မရဘူးရဲဘော်ချင်းချင်းရံဖြစ်လို့မရဘူးရက်တောက်လို့မရစီကန်းကိုစီကန်းအတိုင်းလုပ်မယ်စီကန်းအတိုင်းလိုက်နာမယ်ငါစီကန်းမလိုက်နိုင်ဗညာတော်ရေးကြည့်တော့တန်တဲ့လူဆိုတာမပြောနဲ့အဲ့တော့ဘာလို့လဲငါတို့အရေးကြီးတာလေအရေးကြီးတဲ့အချိန်မှာဟိုအခုမင်းတို့ပွင့်ပွင့်လေးနဲ့ငါပြောကြမယ်ပြည်သူကထောက်ပံ့မှုကြာဆင်းတယ်လို့တချို့ကပြောကြတယ်ထောက်ပံ့မှုကြာဆင်းတာမဟုတ်တချို့သောတပုတ်ကောင်တွေကြောင့်ပြည်သူကယုံကြည်မှုကြာဆင်းလာတာ PDF တွေယုံကြည်မှုကြာဆင်းလာအဲ့တော့အဲ့ယုံကြည်မှုကိုငါတို့ကဘယ်သူပဲကြာဆင်းငါတို့ကကြာဆင်းမခံနိုင်ကြာဆင်းလို့မရပြည်သူကငါတို့ဘယ်တော့မဲ့နေနေငါတို့ပြုံးကြပြည်သူကိုချစ်ခင်ရမယ်ပြည်သူချစ်အောင်နေရမယ်ငါတို့ကပြည်သူမချစ်လို့မရပြည်သူမောင်းရင်ရှုံးပါပဲဒီပွဲကပြည်သူချစ်မှနိုင်အဲ့တော့တချို့ကဘာပြောဆိုထောက်ပံ့မှုတွေကြာဆင်းလာထောက်ပံ့မှုကြာဆင်းလာမဟုတ်ဘူးပြည်သူကယုံကြည်မှုကြာဆင်းလာဟိုပတ်စံတောင်းဒီပတ်စံတောင်းလှုပ်ချင်တာလှုပ်တနက်ကင်ထားတာဘုံမဟုတ်ဘူးကွာတနက်ကင်ထားတိုင်းဘုံမဖြစ်ဘူး
ငါတို့တနက်ကင်လာဘိုလ်လုံးချင်လို့ကင်လာမဟုတ်ဘူးဓမြဖြစ်ချင်လို့ကင်လာမဟုတ်ငါတို့ကပြည်သူကိုကာကွယ်ဖို့တနက်ကင်အဲ့တော့မင်းတို့စစ်တပ်ဒီငါတို့တက်တဲ့ဝင်ငယ်တွေကတနက်တစ္ဆာဆိုရတာရှိတယ်ဟုတ်တယ်နော်ဒီနေ့ကင်ဆောင်တော့တနက်ဒီမောက်မာဝင်ကြွားစော်ကားရမဟုတ်တနက်ပြောင်းဒီပြည်သူပဲလက်ရမဟုတ်မိမိရဲဘော်ပဲလက်ရမဟုတ်ဒါတွေမင်းတို့တင်တန်းဆရာတွေကလည်းပြောပြီးသားဖြစ်တယ်အဲ့တော့အရေးကြီးဆုံးအချက်တွေကပြည်သူပဲငါရဲ့အဓိကဥဒိယလည်းပြည်သူပဲပြည်သူသားလည်းအဓိကပဲပြည်သူသားအမိပြည်သူသားအဖပြည်သူသားလည်းမျက်နှာမူရမယ်ဘယ်လိုပြည်သူပဲဖြစ်သွားပြောသလိုပဲကိုယ့်ရံမှုကိုအနိကရောက်လာရင်တော့အပြုံးလေးနဲ့ငါတို့ကနှုတ်ဆက်ရမယ်ကြိုးဆိုရမယ်အရေးကြီးဆုံးပြည်သူပဲဟုတ်ပြီနော်ဟုတ်မင်းတို့ဂိတ်တွေမှာကြားတယ်ရှောင်းတကယ်စစ်ဆေးတဲ့အခါမျိုးတွေပါလေရှိခဲ့ရင်လည်းပြည်သူကိုရိုးရိုးကြိုးကြိုးဆက်ဆက်ပါပြည်သူမုန်းတာကိုလုံးဝမလို့ခြင်းဘူးပြည်သူတိုင်တာလည်းဘယ်သူမှမလို့ခြင်းငါ open ငါ Facebook စာမျက်နှာမှာဖွင့်ပြီးသားကျွန်တော်ရဲ့ညီတွေမလိမ္မာလို့ရှိရင်ကျွန်တော်ကိုတိုက်ရိုက်တိုင်ကြားနိုင်ပါသည်ဆွေးနွေးနိုင်ပါသည်ဆိုပြီးပြောပြီးသားတိုင်ရင်းနဲ့ပတ်သက်လို့လိုအပ်ချက်ကိုလည်းကျွန်တော်ကိုတိုက်ရိုက်ဆွေးနွေးနိုင်ပါသည်တကယ်လာဆွေးနွေးရင်လည်းငါပြန်ပြောတယ်တစ်ဖက်ကပေါ့တစ်ဖက်ရန်သူဘက်ကနေမှလာပြီးတော့၆ပြောရင်တော့ဘလို့လိုက်တယ်တာမန်ဆိုရင်တော့ပြန်လဲဆွေးနွေးတာရှိတယ်အဲ့တော့ဘာဖြစ်လို့ချင်တာလူလိမ္မတာရင်ပါတယ်လူမိုက်တာရမ်းကားတယ်မင်းတို့ဘလောက်ပဲငကူကဘာဘဝရောက်ဒီချိန်မှာလူလိမ္မတာဖြစ်တယ်လို့တတ်မှတ်ပြီးတော့လူလိမ္မတာရင်ပါကြပါဟုတ်ပြီနော်ဟုတ်လိုချင်တာဒါလိုချင်တယ်နောက်ဘယ်ပြောင်းတာတွေမလိုချင်ဘူးစိတ်ဓာတ်ကိုခိုင်ခိုင်မာမာထားပါတော်လိုင်းပြီးဆုံးတဲ့အထိတိုင်တယ်တော်လိုင်းဆိုတာလည်းမနေ့ပြန်လည်းပြီးသွားနိုင်တယ်တစ်ပတ်ခါလည်းပြီးသွားနိုင်တယ်ဒိုတိမဟုတ်တစ်နေ့လဲကြာရင်ကြာမယ်နှစ်နေ့လဲကြာရင်ကြာမယ်အဲ့တော့မင်းတို့ရပိုင်ခွင့်ကဘာမှမရှိဘူးလောလောဆယ်ဆွလို့ရမှာရှိတယ်နောက်တစ်ချိန်မှာမင်းတို့ပါလာမယ်တမိုင်းပဲလူတိုင်းလုံနိုင်ခဲ့တဲ့အလုပ်ကိုမင်းတို့ငါတို့လုပ်တာလူတစ်သားမှာ3သိန်းပဲရှိရထားလူသား60မှာ6သိန်းပဲရှိမယ်ဒီပြက်ကအဲ့6သိန်းထဲမှာငါတို့က selection ပဲငါတို့ပါတယ်အရင်တော့လွတ်လပ်ရအောင်လုပ်တယ်တခင်ဘလူတခင်အောင်ဆက်ပါညာပေါ့နော်ဒါငါတို့ကအဲ့ဖြစ်နေပြောရင်ငါတို့ကတခင်လေးပဲဒါပေမဲ့ကိုတခင်နဲ့တူအောင်တော့နေကျိုးလိုနေပြီးတခင်ဖြစ်ချင်လို့တော့မရဘူးဟုတ်တယ်နော်ဟုတ်ကျိုးစိမ်မွေးပြီးတော့ငါတခင်ကွာလို့လုပ်လို့ကတော့လုံးဝမရဘူးငါလည်းလက်မခံဘူးလားကြာတခင်ဖြစ်ချင်တခင်လိုဖြစ်အောင်စမတ်ချကြနေပါပြည်သူကိုတခင်နဲ့တူအောင်ဆက်ဆံပါတခင်နဲ့တူအောင်ဆက်ဆံငါတခင်မဲ့ကွာဆိုပြီးတော့မောက်မာဖို့ပြောတာမဟုတ်ဘူးနော်တခင်ဖွဲရတယ်လူမျိုးပေါ့မုံမွေကြီးဆက်ဆံတယ်ဟုတ်ပြီနော်ဟုတ်အဲ့တော့လိမ္မာကြပါလူအပ်တာကိုအစင်းစင်းတင်ပြအခက်အခဲကိုတင်ပြနောက်မိသားစုရဲ့အခက်အခဲအားလုံးတင်ပြနားထောင်နိုင်တယ်မျှဝေနိုင်တယ်ခံစားနိုင်တယ်ဟုတ်ပြီနော်ဟုတ်ချက်ချင်းပြောဟိုဘက်တော့ဗာတင်ရတာရှိဟုတ်ဒီဘက်ကတော့ပြည့်စုံပြီနော်လာနာဟုတ်ပြီနော်